ဆရာမကြီးတဲ့စိတ်တည်ငြိမ်တဲ့သင်တန်းလေးရှိလားဒီချက်စီမှာပေါ့လေနော်စိတ်တည်ငြိမ်အောင်ချုပ်နိုင်တဲ့သင်တန်းတွေဆိုတာသင်တန်းတိုင်းကစိတ်တည်ငြိမ်တယ်လို့ပြောပြခြင်းတယ်။ဘာကြောင့်လဲဆိုတော့သိလားလက်ချုပ်ချုပ်ရတဲ့အတွက်လက်ချုပ်တရားကြခိုင်နှုန်းချုပ်တာရှိတယ်လက်ချုပ်နဲ့ဆက်ချုပ်တစ်ဝက်ရှိတယ်လေးတိုက်ပြန်ပြီအတန်လေးကတော့နည်းနည်းနှာတန်ပအောင်နေတယ်ဘာလို့လဲဆိုတော့ဖျားတာ2ရက်ရှိပြီခုမှတက်တာသွားတာပေါ့လေနော်ရာသီဥတုအပြောင်းလဲမှလည်းဖျားတဲ့အလုပ်ကလည်းဒါအများအားဖြည့်ယူဖြစ်စင်မောလေရန်တိုက်တယ်ဒါအဲ့တော့ဒီချက်ပြပြကျင်တာကဒီချက်စီမှာဒီအချုပ်လို့လဲသိဝါဒနာမပါဘူးဒါပေမဲ့လို့ဟာလာဒီချက်တို့ဒီအယုတ်ကလေးတွေလုပ်ပြီးတော့ dry cut လေးလိုပုံစံမျိုးလေးတွေလုပ်ချင်တယ်ဟာလာချုပ်တာသိမပါခြင်းဘူးဆိုလို့ရှိရင်တော့ဒီချက်ကသင်တန်းလေးတစ်ခုကိုညွှန်ပေးမယ်အဲ့သင်တန်းလေးကဘာလဲဆိုတဲ့အခါကျဒီချက်တို့ဒီ dry cut ကလေးတွေချုပ်တာနော်ဒီ dry cut ကလေးတွေချုပ်တယ်ဆိုတာသူကချုပ်တာတော့နည်းနည်းတော့ပါတယ်ဗောလေဒါအားလုံးပြီးတော့မှာပေါ့လောလောဆယ်ကတော့ဒီချက်တို့ကဒီကော်နဲ့အရင်ကပ်ပြီးတော့လုပ်ရတယ်เนาะတရားလေးတွေအဲ့တော့ဒါလေးတွေကိုပြီးရင်ကိုကဘယ်လိုပြန်လုပ်ချင်လဲဆိုရင်ဒီချက်တို့ဒီမှာနေရံမှာအလှချိတ်ဖို့အတွက်ကိုဒီလိုမျိုးလေးတွေပြန်ပြီးတော့ကိုယ့်ရဲ့ပိတ်စပေါ်မှာချုပ်လို့ရတယ်မတွေ့လားเนาะဒါလည်းဒီတိုင်းပဲဒီလိုချုပ်လို့ရတယ်เนาะအဲ့လိုချုပ်ပြီးတဲ့အခါကျရင်ဒီချက်တို့ကဒီကိုယ့်ရဲ့နေရံလေးတွေမှာကိုလှုပ်တဲ့လက်ရလေးတွေကိုအလှချိတ်ထားခြင်းလို့ရတယ်ဗောလေเนาะဒါပေမဲ့လို့ဒီချက်တို့ကဒီစောစောကဒီလိုမျိုးလေးတွေ dry cut ကလေးတွေဖြစ်အောင်အတွက်ကဒီချက်တို့ကအရင်လှုပ်ရတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျဒီလိုမလှုပ်ဖဲနဲ့ဒီချက်တို့ကစောစောကလို့လှုပ်လို့မရဘူးဗောလေနော်။ဒါကလည်းပြောရမယ်ဆိုလို့ရှိရင် applicate နီးလို့ခေါ်ပေးမယ်လို့လေ applicate နီးမှလည်းသူကနီးအမျိုးမျိုးရှိတယ်။ဆက်ချုပ် applicate ရှိတယ်လက်ချုပ် applicate ရှိတယ်ဒီလို dry cut ကလေးတွေလှုပ်ပြီးတော့လေ applicate ကိုချုပ်ချတယ်ဆိုတာလေးကိုရှက်အဓိကပြပြချင်တာပေါ့အဲ့တော့ဒီချက်ပြပြချင်တာလေးကဒီသင်တန်းလေးကဒီချက်ကဘာကြောင့်ဒီချက်ကိုယ်တိုင်ဖွင့်ထားရတယ်လဲဆိုတော့ဒီချက်ကိုယ်တိုင်လေတနေ့မှာအသက်အရွယ်ရလာတဲ့အချိန်မှာဒီချက်ချုပ်ဖို့အတွက်ကိုအဆင်မပြေတော့ဘူးဆိုရင်ဘာမှမလုပ်ဘူးဒီချက်ဒီအယုတ်ကလေးတွေထိုင်လုံနေမှာအဲ့ဒါကြောင့်မလို့ဒီချက်ကဒီသင်တန်းကိုရွယ်ပြီးဖွင့်ထားတယ်။ဘာကြောင့်ဖွင့်ထားရလဲဆိုတော့ဒီချက်ကိုယ်တိုင်ဒီသင်တန်းကိုတနေ့ကျရင်အနာဂတ်မှာပြန်ကြည့်ပြီးတော့ဒီချက်ကိုယ်တိုင်ဒီအယုတ်ကလေးတွေထိုင်လုပ်ဖို့အတွက်ကိုဖွင့်ထားခြင်းဖြစ်ပါတယ်။အဲ့တော့မိမိကလည်းတကယ်လို့ဟုတ်လားချုပ်တာဝါသနာမပါဘူးဆရာမရဲ့ကျမကဒီအယုတ်ကလေးတွေလုပ်ပြီးတော့စီးပွားဖြစ်လဲလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရလားဆိုရတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ခုဒီချက်နေတဲ့နိုင်ငံမှာဆိုလို့ရှိရင်တို့ဘယ်လိုလုပ်ကြလဲဆိုတော့ဒီလိုအယုတ်ကလေးတွေကိုလုပ်ကြတယ်လုပ်ကြပြီးတော့တို့မှာ9កောင်ပကင်တစ်ခု10កောင်ပကင်တစ်ခုနဲ့တို့ပြန်ရောင်းကြတယ်အဲ့လိုပြန်ရောင်းတဲ့နေရာမှာလေတချို့ကဒီအယုတ်ကလေးတွေကိုဒီမှာကော်နဲ့ကပ်ပြီးရင်ပြန်ပြီးချုပ်ပေးလိုက်တာရှိတယ်ဒါမှမဟုတ်ရင်ကော်နဲ့ပဲကပ်ပေးတယ်ပြန်မချုပ်ပေးဘူးဘာလို့ပြန်ချုပ်ပေးလိုက်တယ်ဆိုရင်သူကဈေးတစ်မျိုးဖြစ်သွားပြီပြန်မချုပ်ပေးဘူးဆိုလို့ရှိရင်ဈေးတစ်မျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးလေးပေါ့အဲ့တော့အခုလူတွေကဘာဖြစ်ကြလဲဆိုတော့ဒီမှာတချို့အိတ်ချုပ်တဲ့သူတွေပါတယ်သူတို့က applicate ကိုမချုပ်ချင်ဘူးအချိန်လဲကြာတဲ့အတွက်မလုပ်ချင်တော့ဘူးအဲ့တော့ဒီလိုမျိုးလေးတွေကိုသူတို့ကဝယ်လိုက်ကြတယ်ဆိုတော့အဲ့တော့အခုဒီမှာအရင်တော့အိတ်ချုပ်ခဲ့တဲ့သူတွေကလေဒီအယုတ်ကလေးတွေထိုင်လုတ်ပြီးတော့နဲ့ပဲဒါနဲ့ပဲရောင်းနေကြတာပေါ့လေဒီမှာစောက်ထိုးမြဖြစ်သွားသလားဒါလေးသူ့ရဲ့နာမည်လေးကဂျယ်နီလို့ခေါ်ပါတယ်သူကတော့ဘီလီပါသူကနောင်စုလို့ခေါ်ပါတယ်နောင်စုဆိုတာနောင်ဆိုတာထိုင်းလို့ဆိုလို့ရှိရင်ညီမလေးလို့အဓိပ္ပာယ်ရတယ်ပေါ့လေနော်အဲ့တော့အခုဒီချက်ကဒီသင်တန်းလေးကဒီချက်ဘာလုပ်ထားပြီးလဲဆိုတော့ebook 1 ebook 1ဆိုတာဒီအယုတ်ကလေးတွေရဲ့ pattern တွေပေါ့လောက်ထားပေးတယ်လောက်ထားပြီးတော့ဒီ ebook 1ပါမယ်သင်တန်းကြီးက3,400ကျပ်ရှိပါတယ်နောက် ebook 2ကြတော့သူက pattern နည်းနည်းလေးအကောင်ကြီးတဲ့ဟာလေးတွေအယုတ်ကလေးတွေအများကြီးပဲပါတယ်ဆိုတော့အဲ့ဒါကြတော့ဒီချက်ကတကယ်လို့ဒီသင်တန်းကိုတက်လိုက်တဲ့သူဆိုလို့ရှိရင်ဒီစာအုပ် ebook 2က3,000ကျပ်နဲ့ရသွားမယ်အဲ့တော့ဒီ pattern ebook 1နဲ့ ebook 2မှာတင်တော်တော်လေးကိုကိုကချုပ်လို့ရသွားပြီဒီကြားထဲမှာကိုကထပ်ပြီးတော့ကိုယ့်ရဲ့ idea တွေကိုထည့်ခြင်းနဲ့ဖြည့်ခြင်းနဲ့လိုချင်တယ်ဆိုလို့ရှိရင်လည်းကိုကရသွားပြီအဓိကကဒီကျတော့ဒီနီးပညာပြီးတယ်အဲ့ဒီနီးပညာလေးတွေကဒီကျတို့အတွက်ကတက်သွားပြီဆိုလို့ရှိရင်ကျန်တာကိုလုပ်ချင်တဲ့အလုပ်ကလေးတွေအများကြီးလုပ်သွားလို့ရတယ်เนาะဒါလေးကိုဒီချက်ပြပြခြင်းပါတယ်အဲ့တော့တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီချက် page က messenger မှာသင်တန်းတက်ဖို့လာပြီးစုံစမ်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆန်မေအဲ့နီလာကိုပါရှင်